နောက်တော့ဘုန်းတို့ပုံနကဘလူးကနော်ဣဒံတတိနော်ငကားမလေးနဲ့တွေ့တဲ့အခါမှာအလွန်ချစ်တဲ့အတွက်ကြောင့်ရကျင်တော့ဖေကိုတောင်းတော့ဖေကလည်းပဲနော်ဒီဣဒံတတိရဲ့မအေကဝိရုဒရဲ့တရားကိုနာရတယ်လို့အိမ်မက်တဲ့အခါကျတော့ဒီဝိရုဒကိုငကားပြည်ကိုလာသိခြင်းနဲ့အဲ့ဒါကိုသူကရိုးမပြောဘဲနဲ့ဝိရုဒရဲ့နှလုံးသားကိုငါစားခြင်းတယ်လို့ပြောတာအမှန်သူပြောတာဝိရုဒရဲ့တရားကိုနာခြင်းတယ်လို့ပြောတာအဲ့ဒါကိုငကားမင်းကြီးကလည်းပဲအတိဘယ်ကိုကောင်းနားမလဲတဲ့အတွက်ကြောင့်မင်းငါသမီးကိုရခြင်းတယ်ဆိုရင်ဝိရုဒကိုတရားသဖြင့်ရအောင်ယူခဲ့ဝိရုဒကိုတရားသဖြင့်ရအောင်ယူခဲ့အတင်းအကျပ်လည်းမဟုတ်မင်းတရားသဖြင့်ရအောင်ယူခဲ့ဆိုအဲ့ဒါနဲ့ပုံနကလူလင်ဟန်ဆောင်ပြီးတော့ဝိရုဒကိုရဲ့အရှင်သခင်ကောရပြမင်းကြီးကသူအလောင်းစားကျွေးအံကစားအလွန်မှသူကကျူးတယ်လောင်းကစားသမားကြီးပေါ့နော်အဲ့တော့လောင်းသားသမားကြိုက်အောင်ဆိုပြီးတော့သူကဘာလို့ဆိုတော့နှမြင်းပြန်နဲ့အလွန်ကောင်းတဲ့ဗရမ ्या နတ်တို့ရဲ့ဗရမ ्या ကိုယူသွားတာလူလင်ဟန်ဆောင်ပြီးတော့အဲ့ဒါနဲ့မင်းကြီးနဲ့ကျွေးရန်ကစားမယ်ဆိုမင်းကြီးကဒီလောကမှာ तू ဟာသူ့ကိုကျွေးရန်ကစားနိုင်အောင်ကစားနိုင်တယ် तू ဘယ်သူမှမရှိဘူးလို့ तू ကယုံကြည်ထားတာသူ့ကိုစောင့်ရှောက်နေတဲ့နတ်သမီးကလည်းရှိတယ်ဒါကြောင့် तू ကကြီးအမြဲနိုင်တယ်ဒါပေမဲ့ဒီပုံနက तू ဟာဘလူးဟုတ်လား तू ကဒါဘလူးမှမသိဘူးဟုတ်လားအဲ့တော့ဒီသူ့ကိုစောင့်ရှောက်နေတဲ့နတ်သမီးကလည်းပဲဒီဘလူးကိုကြောက်ရတယ်ဒါလည်း तू ကမသိဘူးအဲ့တော့ तू ကနိုင်မယ်ဆိုပြီးတော့အဲ့လိုဆိုရင်သူ့ရဲ့လောင်းကြီးကဘာလဲဆိုတော့ဗရမ ्या ကိုပြတော့မင်းကြီးအလွန်ရခြင်းအဲ့လိုဆိုရင်မင်းကြီးရဲ့လောင်းကြီးကဘာတော့မင်းကြီးရှုံရင်ဘာပေးမှာလဲဘာပြောဆိုမိုက်ကန်မယ်နော်ငါရဲ့တဲ့သူ့အသက်ပေါ့နော်ငါမိဖုရားရဲ့ငါထီးနှန်းရဲ့ဒီသုံးခုကလွဲလို့မင်းကြိုက်တာယူလို့ပြောဟာဟိုအလွန်ကြိုက်သွားတာပေါ့နော်သူရကျင်တာဝိတုဒ္ဓကိုရကျင်လို့လာတယ်လေဟုတ်လားအဲ့ဒါနဲ့ကျွေးရင်ကစားတော့ဟာအစာပဲသူရှုံးမလို့ဖြစ်နေဘာလို့ရှုံးမလို့ဖြစ်တုံးဆိုဟိုနတ်သမီးကထောက်ကူပေးနေတာမင်းကြီးဘက်ကနေအဲ့ဒါကိုသိတော့ပုံနကအမျက်စောင်းထိုးလိုက်တော့နတ်သမီးကလည်းလွင့်သွားတာပေါ့နော်အနောက်ချိန်ကျတော့ဝိရုဒ္ဓနိုင်ပုံနကနိုင်ရောနိုင်တော့မင်းကြီးကလည်းအေးစီပဲကြိုက်မင်းဘာရကျင်တော့မင်းရကျင်တော့တောင်းငါပေးမယ်ပေါ့ငါရှုံးပြီဝိရုဒ္ဓကိုပေးလို့တောင်းဟာအဲ့ဒီကျမှမျက်လုံးပြူးသွားသူကဝိရုဒ္ဓကိုမှတ်မရဘူးလေဟာငါဝိရုဒ္ဓကိုပေးလို့မရဘူးတဲ့ဝိရုဒ္ဓငါအဖေဆိုလဲဟုတ်တယ်ငါတိုင်းပြည်ကိုစောင့်ရှောက်နေတာမင်းဝိရုဒ္ဓကလွယ်လို့မင်းကြံတာကြိုက်တာတောင်းဟာမင်းကြီးစကားကိုတီးပါစီမင်းကြီးပဲစောတော်တုံးကငါအသက်ရဲ့မိဖုရားရဲ့ထီနှန်းစည်းတင်ရလွဲရင်မင်းကြိုက်တာတောင်းအခုဘာလို့မင်းကြီးကစကားကိုဖောက်လိုက်ဖောက်ပြန်ပြောရတော့ဆိုတော့ဟာဝိတုဒ္ဓငါမပိုင်ဘူးတဲ့ဒါကြောင့်ဝိတုဒ္ဓငါပေးလို့မရဝိတုဒ္ဓငါပစ္စည်းမဟုတ်အဲ့တော့ပုံနကလဲတယ်ဝိတုဒ္ဓကိုမင်းကြီးပိုင်တယ်မပိုင်ဘူးဆိုတာကိုအဲ့ဒီဝိတုဒ္ဓကိုပဲသွားပြီးတော့မေးမယ်တဲ့ဝိတုဒ္ဓဆုံးဖြတ်တဲ့အတိုင်းပဲဝိတုဒ္ဓကတကယ်လို့သူ့ကိုမင်းကြီးပိုင်တယ်ဆိုရင်အဲ့ဒါကျွန်တော်မျိုးယူသွားမှာဒါဝိတုဒ္ဓဆုံးဖြတ်တဲ့အတိုင်းပဲဆိုအေးအဲ့လိုဆိုရင်သွားမေးရမှာဆိုဝိတုဒ္ဓကိုသွားမေးတာသွားမေးတော့ဝိတုဒ္ဓသိတယ်